ကိုယ်ရေးချက်မှုလည်းမှန်ကန်အောင်လို့ကိုသားချင်းအတွက်လည်းစိတ်အေးဝိုင်းတယ်ပေါ့ဟုတ်တယ်ပါအခုသူလက်ရလေးကြိုက်ပြီးလာရောက်ရေးထိုးတဲ့လူများလာတယ်ကျွန်တော်ဘက်ကကို EPD ဖြစ်ရတယ်ပဲဘာလို့လဲဆိုတော့သူနဲ့စိတ်ချလက်ချလွတ်လို့ရပြီအဲ့တော့ဒီလမ်းကြောင်းပေါ်မှာရေရှည်လျှောက်သွားဖို့ကသူထူးသားဖို့ပဲလိုတော့တယ်ကျွန်တော်ဘက်ကပေးနိုင်တာတော့နောက်ထပ်ဆရာတွေဒီမှာသင်တန်းတွေထပ်ဖို့မယ်သူလက်ရလုံးဝကောင်းအောင်ထွေးမယ်ပြီးရင်နိုင်ငံတကာနဲ့ရှင်မောက်တန်းနေအောင်ကျွန်တော်ပြန်မွေးတွေဝင်ခိုင်းမယ်အဲ့တော့ဒီကျွန်တော်သူ့ပြောင်းထားတယ်ကိုကငယ်သေးတော့ကလေးကတော့ကလေးစိတ်ပဲရှိအောင်မှာဆိုတော့သူ့ကိုနားလဲနားခိုင်းတယ်ဆော်လဲဆော်ခိုင်းတယ်တလူလုတ်ခင်လဲလုတ်ခိုင်းတယ်အဲ့တဘောပါပဲဟုတ်တယ်နော်ဆက်တဲ့ဆိုတာတမီးကဒါတမီးကတခြားဟာစိတ်ဝင်စားပဲသူရေးရတာပဲဟိုကစိတ်ဝင်စားတာရေးရတယ်စိတ်ဝင်စားကိုယ်ကလည်းထိုးကျင်တယ်ဒီကဆက်ချင်းနေပြင်မှာဆို哦，咱们没有啦，这真的。သူကတောင်းဆိုတာကလက်တစ်ချောင်းလုံးရေးခြင်းနဲ့လုံးနေတော့ဆက်ရှင်းနေပြင်းကြိုက်တာလို့တော့သူပြောရတယ်ဟုတ်ကဲ့ဒါပြီးတော့လေဒါသူထိုးညာခုလက်ရှိထိုးညာအကြီးတွေပေါ့နော်ဆိုတော့လည်းကြောတပြေလုံးတွေထိုးညာဆိုတော့ဒီအကြီးတွေပဲထိုးပြတာလားနောက်ပိုင်းနေတယ်အဲ့ဒါလေးပြောပါအောင်အဲ့ဒါကိုကြိုက်တာကြီးပဲထိုးပြတယ်ကြီးတယ်မိုက်တယ်ကျွန်တော်ကအကြီးတွေ train တာပုံများတယ်ဘာလို့လဲဆိုတော့ပင်ပန်းနဲ့တန်အောင်ခံနိုင်အောင်လို့ဖန်စီလေးထိုးပြီးသွားရင်ကြီးတွေကြီးရင်ရမ်းပင်ပန်းတယ်လို့ခံစားကြတော့များများလေအခုမြန်မာပြည်မှာ main လေး edit တော်တော်များများလည်းရှိတယ်တော်တော်များများ fancy ပဲထိုးတာများတယ်အဲ့လိုမျိုး full back တွေအကြီးကြီးထိုးတာနည်းတယ်ကျွန်တော်ကကျတော့ပင်မတိုက်တော့ပင်မသူပင်မနဲ့တန်ခံနိုင်နောက်ပိုင်း fancy လေးကျတက်ကြည့်ကြမလို့ပေါ့အဲ့ဆိုတာသမီးကိုဒါတကူတကထိုးခဲ့လို့ပြောမှငါထိုးတာပေါ့နော်ဆိုတော့အဲ့အကြီးကကျတော့အခုထိုးတာလည်းရှိဆိုရင်ဘယ်နှစ်နာရီနဲ့စထိုးညာလဲမနေ့9နာရီဝေးတေးထက်ကျွန်တော်ရဲ့တပည့်တွေရောကျွန်တော်ဆိုင်မှာရှိတဲ့ဆရာရောလက်ရထိုးတက်ဖို့ပဲကျွန်တော်အဓိကထားတယ်အဲ့တော့အခုကျောင်းသားကိုဟိုဖြစ်လာဘယ်လိုပြောင်းလို့လေးလို့ရတယ်ဖေကဘယ်လိုလေး train ပြပြောပါကလေးဆိုကျောင်းတစ်ဖက်နဲ့ဆိုလေနည်းနည်းလေးတော့ဆရာသူရေးလို့ရတဲ့အခွင့်အရေးလေးရှိတော့မှများများရေးခိုင်းတာနောက်ပိုင်းကျရင်တော့ကျောင်းမယ်အဓိကဖိရမှာပေါ့အခုရောပြောပါအောင်ဒါဘယ်နှစ်ယောက်တောင်ရှိတယ်ပြီးတော့စက်လာနေကြတယ်ဘုကင်းရောင်ပြည့်တယ်ပြောနည်းနည်းပြောပြပါဦးဟုတ်တယ်သူနဲ့အခုထိုးဖို့အတွက် CMB တိတ်ယူထားတာအခုဒီတစ်ပတ်လုံးရောနောက်တစ်ပတ်ရောပြည့်သွားပြီကျွန်တော်တစ်လပိုင်းတစ်လလုံးသူနဲ့ရေးဖို့အတွက်သူရှာရတာဆိုတော့အခုကနောက်တစ်9ရက်စာလောက်ပဲကျန်တော့တယ်နောက်တဲ့လူချင်းတဲ့လူတွေလည်းတိတ်မရတော့ပါဘူးတော့အဲ့ဆိုအဖေတက်လက်ဆောင်တက်ဖေတက်လက်ဆောင်တက်အခုသူဆိုရင်ကြောလေးရေးဆိုရင်လည်းရေးနိုင်တယ်ကျွန်တော်ကငေါငန်းပြီးခိုင်းတာမဟုတ်သူကိုယ်တိုင်ကစိတ်ပါလက်ပါလုပ်တာအဲ့ဒါလေးတော့တကယ်လည်းချီးကျူးတယ်ကအဲ့ဆိုရင်တမိညီမချက်ကရောဖြစ်ချင်တာတတူးဆရာမဖြစ်ချင်တယ်အဲ့ကြိုင်ဝဲရည်လည်းမဟုတ်ရှိမှာပေါ့နော်ဟုတ်ကဲ့သူအသက်နည်းနည်းလေးကြီးလာလို့လက်ရလေးကောင်းလာတော့အဲ့လိုပဲထွင်ရအောင်နောက်တဲ့တင်တန်းတွေအများကြီးပို့ဖို့ရှိသေးတယ်ကျွန်တော်တောင်မှဘာဆင်းမှမရှိသေးတော့တော့တမီးကိုတော့ကျွန်တော်တက်တာအောင်မယ်ကျွန်တော်ကတော့တွေးထားတယ်ဒါပေါ့နော်ဆိုတော့ဆိုရင်ဒါတမီးရဲ့ဆရာကျတော့ဖေကအရင်ဦးဆုံးဆရာဦးလည်းဦးဆရာဟောပြီးမှောင်းမှကြောက်လာတော့အဲ့ဒီမျိုးကြောက်တာဒါပဲအေးဆေးပဲနော်သူကအေးဆေးပဲဒါပေမဲ့အခုကလေးဆိုတော့ကျွန်တော်တို့ကတော့ဘေးကတော့ကြည့်ပေးရတာပေါ့ဒါပေမဲ့လုံးဝတော့ဝင်မရေးပေးဘူးဘာလို့လဲဆိုတော့သူနောက်ပိုင်းကျရင်အဲ့လိုအားကိုးရှိသွားမှာဆိုတဲ့စိတ်ကြီးကိုကျွန်တော်အဲ့လိုထည့်မပေးဘူးသူကပဲသူ့ကိုသိကြတယ်မားလာလေးပဲဘေးကကျွန်တော်ထောက်ကြပါလိုင်းရလည်းဒါသမီးလေးပေါ်ဒါကျွန်တော်ယုံကြည်မှုရှိတယ်ယုံကြည်တယ်အဲ့တကယ်လားအဲ့ကိုယ်လည်းအရန်ကျေးဇူးတင်တယ်ကျွန်တော်သမီးလည်းရတယ်ယုံကြည်လာတယ်ထိုးလဲဟုတ်တယ်နော်ဘာလို့အဲ့တော့ဟိုကိုယ်တိုင်တော့ဒါဆိုင်ငယ်လေးဝါနေနည်းပြပြပြီးပါနော်စိတ်ခွန်အားကျွန်တော်ဒီတတူးကိုဘယ်ကနေစပြီးစိတ်ဝင်စားလဲဆိုတော့ကျွန်တော်ကတတူးပြဖြစ်နေတာမဟုတ်တတူးအထိုးခံနေတာဆိုင်တိုင်းမှာသွားပြီးပေါင်မှာတတူးကိုသွားမေးရဈေးရကျွန်တော်ကရင်တော့ဆိုင်ငယ်ကိဆွဲတာဆိုတော့သူတောင်းတဲ့ဈေးတွေကဘလုံးဝအဆင်မပြေဘူးလေအဲ့တော့ငါဆက်ဝယ်ပြီးပဲထိုးမယ်ဆိုပြီးတော့အဲ့ line မော်ကနေရှာပြီးပိုင်းလေးဝယ်ကိုပေါင်လေးကိုကိုယ့်အကူဒိုလုံးလျှောက်လို့တာကျွန်တော်ဆရာရေဘေးတင်ကြည့်ပွဲလုပ်ကြတော့သူ90ရာခိုင်နှုန်းလျှော့ပြီးအဲ့ပွဲကို line မော်ကကြည့်ပြီးတော့ဆရာကြီးကိုသွားကြည့်ပြပါအဲ့မှာတတူးကထားပါလားဆိုတော့သိသွားတာတကယ်လူပညာဆန်ဆန်ရေပြားပေါ်မှာပကြီးဆွဲတာဆိုတော့အဲ့ကြမှာနားလေတယ်အဲ့ကြလုံးကတော့တင်တန်းတွေတက်ပြီးတော့ဒီလုပ်ကိုတကယ်ထဲထဲဝင်လုပ်ပြသွားပြတယ်တတူးဆရာနဲ့ဆင်လည်းလုပ်ပြီးမှာပေါ့ကျွန်တော်ကသူတို့ဟိုချုပ်ချယ်မှုဘာမှမထားဘူးတက်ဆက်ရှင်နေပြင်ကြိုက်ရလို့တတူးထိုးမလားထားပါတော့ရီစားထားမလားအဖေတယောက်နေနဲ့အဲ့ဒါစိတ်ထဲမှာဘာမှတွေးမထားတော့ကျွန်တော်တို့ကချုပ်ချယ်ခံခဲ့ရသမျှကိုသူတို့အဲ့လိုမျိုးဖြစ်စေခြင်းဒီနေ့ချိန်ကြီးလည်းသူတို့မရဘူးရိုက်မယ်ဆိုရင်တော့မှသူတို့အရင်ဆုံးဟိုခွင့်ရေး3ကပေးတယ်အဲ့3ကလုံးထိုးဖောက်မှကျွန်တော်ရိုက်တာခုနောက်ပိုင်းတော့မရိုက်ပြတော့ပါဘူးဒါသူတို့နားလဲအောင်လည်းပြောတော့တယ်ဒီလိုရတဲ့လူများပြပြကိုလင်းဆန်မှာလာရောက်အားပေးလို့ရပါပြီးတော့ဒီတတူးနဲ့ပြပြလို့ကျင်းပါဆိုโอเคပါကျေးဇူးများကြီးဒီမှာလည်းဆက်နိုင်ရကြည့်ပါလိမ့်နော်ဟောဒါပြိတ္တာကိုပြပြတင်တာရှိသေးလားဟုတ်ကဲ့ဟိုဝါနာပါတဲ့ညီငယ်တွေ
ဝါနာနောက်ကိုလိုက်ပါလို့ပဲကျွန်တော်တို့ပြောချင်တယ်ဘာလို့လဲဆိုကျွန်တော်ကိုယ်တိုင်တော့ဟိုစိုက်ကားသမားကဲတီသမားအခုဝါနာပါတဲ့ဒီတလူနောက်လိုက်ရင်လည်းအခုလိုမျိုးစင်ပြေလာတော့ကျွန်တော်တို့အောင်မြင်တယ်လို့တော့မသက်မှတ်ပါဘူးစင်ပြေလာတာအဲ့တော့ညီတို့လည်းဝါနာပါတဲ့နောက်ကိုပဲအရင်ဆုံးလိုက်ပါလို့ပြောပြရတယ်ဗျအဲ့ဒါဆိုစိတ်ချမ်းသာကိုချမ်းသာနဲ့ဟိုဘဝကိုဖြတ်တန်းလို့ရတယ် စီစီလိုက်တယ်ပါလေ ဟုတ်ကျေးဇူးပါ အခုဒီဗီဒီယိုလေးက2018ကရိုက်ထားတာကျွန်တော်သမီး9နှစ်သမီးလေးတော့ကတတူးကိုစပြီးလေ့လာတဲ့ဟာလေးကျွန်တော်ကတော့အဲ့တော့ကလေးဆိုပြီးတော့အပျော်လိုပဲသဘောထားပြီးတော့ပဲတင်ပေးခဲ့တာဗျဒါပေမဲ့အဲ့ဒီဝါသနာပါတဲ့ပိုးကအခုချိန်မှာအကောင့်နဲ့ပြန်ပေါ်လာတယ်လို့ပဲပြောပြရတယ်တကယ်လဲစူးစမ်းပါတယ်တကယ်လဲလုပ်ပါတယ်ဗျကျောင်းစာကိုလည်းကျွန်တော်ဘက်ကချီတီမီမီပြန်တင်ပေးမှာပါအားလုံးလည်းကျေးဇူးပါကဲဒါကတော့ဒီနေ့ကျွန်တော်သမီးနဲ့ကြောပြည့်ရေးမဲ့ပုံလေးပါကြောဆက်ကြီးကတော့လုံးဝအကြီးပဲအေကိုလေးရောက်မှာအပြည့်ဆိုင်ထုတ်တာအားလုံးပြီးရင်ထပ်တင်ပေးမယ်နော် ကဲဒါကဒီနေ့ရေးရမယ့်ကြောပြပုံစိုက်ကြီးကိုလည်းရှိုးလိုက်ကဲကလေးဆိုပြီးတော့အထင်မသေးသေးခြင်းဘူးသူဒီနေ့ဒီပုံကိုဘယ်လောက်ထိလုံနိုင်လဲဆိုတာကျွန်တော်အစာဆုံးတင်ပေးထားမယ်အစာဆုံးလေးလာပေးပါယုံကြည်ရင်တော့လာရောက်အားပေးနိုင်ပါတယ်ကျွန်တော်သမီးရဲ့လက်ရလေးတွေယုံကြည်ရင်လာရောက်အားပေးလို့ရပါတယ်ရန်ကုန်မြောက်ကလာအောင်မင်္ဂလာကာယဝင်းနောက်မှာဆိုင်ဖွင့်ထားတာပါမျိုးကြည့်လိုက် ဒါကတော့ဒီနေ့တနေ့ကုန်ကျွန်တော်သမီးလက်ရလေးပါဗျ။ယုံကြည်စိတ်ချလို့လာရောက်အားပေးတဲ့ကိုကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ကြောဆိုင်ကြီးကတော်တော်ကြီးပါတယ်ကျွန်တော်ဘက်ကတော့အကောင်းဆုံးနဲ့ပိတ်ထိုးကကျွန်တော်သမီးနဲ့ထိုးရတာဘယ်လိုအဆင်ပြေတာကို ဟုတ်ကဲ့အဆင်ပြေပါတယ် ဟုတ်နောက်လာမဲ့လူတွေကိုရောဗာပြောချင်တယ်ဗျ အာကိုလေးတက်တူးဆိုင်ကိုကျွန်တော်အတက်နိုင်လို့ညွှန်ပြပေးပါမယ်ကျွန်တော်ကိုယ်တိုင်ကစက်တန်းကြလို့ ဟုတ်ကဲ့ပါကိုကျေးဇူးများတင်ပါတယ်နော်